ဒီနေ့ကဖရားเจ้าရဲ့ညစာစားပွဲကိုရောက်နေပါတယ်။ငါငါမှာ လှတယ်အရင်လှတယ် မောင်ကအမြဲတမ်းလာတယ်ပြောတာ။နှကန်းတွေကနေ့လေကလေးကသမင်းစားချိန်ကလေးကစုထားရတာ။နှကန်းတွေလည်းဆိုခဏဆောက်ပြီးနေ့လေတော့ကဒါ V09 လေးစုထားတာပေါ့နော်။အခုဒီ V07 လေးအပေါ်ကဆက်စုထားမယ်။ဘာကြည့်သူလေးလား မတူတော့ အားလေးနဲ့တင်လိုက်အောင်နော် ကောင်းပြီ ငါဘာလဲပြောကောင်းတယ်သူပြောတဲ့ထောက်ခံပေးတဲ့ယောက်ျားလေးရတာပါစစ်ပေအောင်ရပြီလား ရပြီ မစိုးတော့မှလဲတော့ဘယ်နှစ်နိုင်ထိုးပြပြင်လာတဲ့တင်တာဒီဗီဒီယို7လေးဒီမျက်လုံးပေါ်ကြီးဒီပါးပေါ်ကြီးတင်ရအရင်တိုက်တာလေတော်ပေါ့နော်ဒီလိုလေးအလားမပြတ်ပေါ့နော်ပြန်ပြီးပြင်နေတာဖြစ်တဲ့အတွက်ဒီV07လေးတစ်ချောင်းနဲ့ပဲနှစ်ခန်းလေးထက်ဆိုပါးလေးကိုနည်းနည်းလေးတင်လိုက်တာနဲ့အခုမှအလားပြင်ထားတယ်တာပါပြီအဲကြောင့်တို့တွေကဒီနှစ်ခန်းလေးတစ်ချောင်းရှိနေတာကိုယ့်ရဲ့အလားတရားကိုအများကြီးဖြည့်ဆွတ်လို့ရပါတယ်ဆောင်ထားပါဒီနိုင်ရဲ့စစ်ကီလစ်ကီV07 နှကန်းလေးပါ